Mobile Legend ဖြစ်တည်လာရာလမ်းတော်ကဘာကြီးမှာလက်ရှိဟီးရိုပေါင်း132ကောင်ရှိတဲ့အနက်ထူးထူးခြားခြားဟီးရို9ကောင်ကတော့လမ်းတော်မှာဝေးဖွားကြီးပြင်းလာကြတာမဟုတ်ပါဘူးသူတို့ကဘသူတွေလဲဘာကြောင့်လမ်းတော်ကိုရောက်ရှိလာကြတာလဲအားလုံးပဲမင်္ဂလာပါ Mobile Legend knowledge တွေကို share ပေးနေတဲ့ကျွန်တော်ရဲ့ Gen 17 Facebook နဲ့ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပထမဆုံးဟီးရိုတွေနဲ့လမ်းတော်ကိုရောက်ရှိလာတဲ့ဟီးရိုကတော့ကဘာပေါင်း3000ကိုသိမ်းပိုက်အနိုင်ယူထားပြီးပြိုင်ဆိုင်ရှားဖြစ်နေသူမို့ကင်းဆူရာလို့တောင်အားလုံးကတလေးတစားတင်စားခေါ်ကြတဲ့ဟီးရိုမာတင်ပဲဖြစ်ပါတယ်မာတင်မွေးဖွားတီနီယာရှူရာကလန်မှာဆိုရင် generation မျိုးရိုးစပောင်းများစွာကကဘာပေါင်း3000ကိုနိုင်အောင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သူတယောက်မှမရှိခဲ့ကြပါဘူးမျိုးစင်ဆက်ပါလို့တိုက်ခိုက်သိမ်းပိုက်ချင်ကြတာလဲဆိုရင်တော့သူတို့ယုံကြည်ကိုးကွယ်ခံယူချက်တွေကြောင့်ပဲဖြစ်ပါတယ်။ဘိုးဘေးစင်ဆက်ပေါင်းများစွာနိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ပေမဲ့လည်းကျွန်တော်တို့မာတစ်ဟီးရိုကတော့ကဘာပေါင်း3000ကိုတိုက်ခိုက်နိုင်ယူနိုင်ခဲ့တယ်။မာတစ်ကပြိုင်ဆိုင်တိုက်ခိုက်ရတာအရန်ဝါသနာပါတဲ့သူဖြစ်တာကြောင့်ဆက်လက်ပြီးရှင်ပြိုင်တိုက်ခိုက်လို့စိတ်ပြင်းပြသူပြီးဟီးရိုအကြောင်းမော်တွေနဲ့နတ်ဆိုးစစ်သည်တွေပေါ်တဲ့လမ်းတော်ကဘာကိုသူ့အစွမ်းသူ့တိုက်ခိုက်ရည်တွေနဲ့ထပ်ပြီးသိမ်းပိုက်ဖို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။နောက်ထပ်လမ်းတော်ကဘာကိုရောက်ရှိလာတဲ့ဟီးရိုနှစ်ကောင်ကတော့ကာဂျာနဲ့ယူရီနဲ့တို့ပဲဖြစ်တယ်။သူတို့နှစ်ကောင်လုံးကတော့လမ်းတော်ကဘာရဲ့အပေါ်မှာတည်ရှိနေတဲ့စီလီစတဲပဲလီဆိုတဲ့နေရာမှာနေထိုင်ကြတဲ့သူတွေဖြစ်တယ်။ The Dozen နဲ့ Dark Avi တို့စစ်မီးတွေကြောင့်သူတို့တည်ရှိရနန်းတော်ဂိတ်ကားကြီးပွန့်သွားပြီးတော့နန်းတော်အတွန်းသဘောထားကွဲလဲမှုငြိမ်းချမ်းမှုတွေပြက်ပြောင်းအောင်လုပ်တဲ့ရန်သူဟူသမျှကိုစတင်လှုံ့ဆော်တိုက်ခိုက်ရပါတော့တယ်။ကာဂျာကနာဇာဂါရီယန်တွေရဲ့ခေါင်းဆောင်ဖြစ်တယ်လို့စัจ java လာကြီးကိုတော့ထိန်းချုပ်နိုင်တဲ့မိုးကြိုးပါဝါအစွမ်းရှိတဲ့လူလည်းဖြစ်တယ်။ယူရင်းနဲ့ကတော့ရှေးဟောင်းနီးပညာတွေနဲ့အီတရီရဲ့ဒီဖန်နာစီလီစတဲနန်းတော်ကိုထာဝရကာကွယ်သူအဖြစ်ဖန်တီးထားတဲ့ဟီးရိုတကောင်လည်းဖြစ်တယ်။သူတို့နန်းတော်ကိုကျူးကျော်ဝင်ရောက်လာတာကြောင့်ကျူးကျော်ရန်သူတွေကိုခုခံကာကွယ်တိုက်ထုတ်ရင်းရှင်းလင်းကာကွယ်ဖို့ဆိုပြီးတော့လမ်းတော်ကိုပါရောက်ရှိလာခြင်းဖြစ်တယ်။နောက်ဆုံးလမ်းတော်ကိုရောက်ရှိလာတဲ့ဟီးရိုနှစ်ကောင်ကတော့ရှိနဲ့ဇက်တို့ပဲဖြစ်ပါတယ်။ဇက်ကကက်စတီးယားအင်းဆက်မျိုးနွယ်အပြင်တစ်ပါးဖြစ်ပြီးတော့သူတို့တွေဟာဂျိုးတစ်ခုပြီးတစ်ခုကျူးကျော်သိမ်းပိုက်ဖျက်ဆီးစားသုံးကြတယ်။ရှိကတော့ cosmic နဖျားတူဖြစ်တာကြောင့်စัจ java လာကြီးအေးချမ်းအောင်ထိမ့်သိမ်းဆောက်ရှောက်ရတဲ့ဟီးရိုတစ်ကောင်ဆိုလဲမမှားပါဘူး။ဇက်တို့ရဲ့ကက်စတီးယားစတက်ကရီရဲ့မွေးရကဘာကိုဖျက်ဆီးခဲ့တာကြောင့်လိုက်လံဖန်ဆီးတုတ်တင်နဲ့လမ်းတော်ကိုရီကရောက်ရှိလာခြင်းဖြစ်တဲ့ဇက်လမ်းတော်ကိုရောက်ရှိလာတာကတော့ဂျိုအစ်စ်တွေရှောက်ဖွေတယ်ကျူးကျော်တဲ့တခြားဂျိုကဘာတွေရဲ့အရင်းမြစ်တွေကိုစုပ်ယူပြီးတော့သူတို့ရဲ့ကက်စတီးယားအင်ပါယာကြီးမာအောင်နေချက်နေတာမို့လမ်းတော်ကဘာကိုဇက်ရောက်ရှိလာတာကတော့မဆန်းပါဘူးဇက်ကတကယ်အဖြတ်သမားစစ်စစ်ဖြစ်တယ်လို့ရီကတော့စัจ java လာကိုကာကွယ်တဲ့ဟီးရိုဖြစ်တာမို့ဇက်ကိုအမိရဖမ်းပြီးတုတ်တင်ရှင်းလင်းနိုင်မလားဆိုတာကိုတော့နောက်လာမယ့် update တွေမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Mobile Legend နဲ့ပတ်သက်တဲ့ knowledge share ဒီဗီဒီယိုကိုနှစ်သက်ကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်။ချိန်နှစ်သက်တဲ့သဘောကျရဲဆိုရင်ဖြင့် like and share လေးလုပ်ပြီးတော့ကူညီ support ပေးသွားနိုင်ပါတယ်။အားလုံးပဲဘေးကင်းချမ်းသာပြီးတော့ကန်ထူးကန်ကောင်းသောနေ့လေးပိုင်ဆိုင်ရရှိနိုင်ကြပါစေ။